သူ့နာမည်ကမောင်တူစင်းရဲသားတို့ရက်ကွက်မှာမွေးပြီးတော့အမိုးမရှိတဲ့တဲအိမ်ကသူ့အိမ်အမေကတော့သူ့ကိုအဖေဖြစ်တဲ့သူနဲ့ထားခဲ့ပြီးတော့စောစောစီးစီးပဲတေးပလိုက်တယ်အဖေကအလုပ်ကျန်းသမားတနေ့လုံးမှာတနေ့စားရတာတောင်တားဖြစ်သူကတော့ private school ရအောင်ထားပေးတယ်တားဖြစ်တဲ့သူကကျောင်းတက်တော့စင်းရဲလို့ဘသူမှအဖက်မလုပ်ချင်ဘူးဒါမဲ့ကျွန်တော်ကောင်မလေးဖြစ်လာမဲ့ယုံနဲ့ဆရာမလေးတယောက်ကတော့တနာပြီးတော့ဂယူးဆိုင်ပေးရှာတယ်ကျောင်းခန်းထဲမှာဆရာကြီးလာရင်ဘာလုပ်မလဲဆိုပြီးတော့တပည့်တွေကိုမေးတယ်ကျန်တဲ့ကျောင်းသားတွေကအင်ဂျင်နီယာလုပ်မယ်ဆရာဝန်လုပ်မယ်ဖြေးနေကြတဲ့အချိန်မောင်တို့ကအားကြီးနဲ့ထဖြေးတယ်ကျွန်တော်ကဆင်းရဲသားကြီးလုပ်မှာငယ်ငယ်ကလေးကသူ့အဖေကသူ့သားအားမငယ်အောင်ဆင်းရဲတာဘလို့ကောင်းကြောင်းတွေကိုရှယ်ပွားထားတာဒါအောင်ဆောက်ကလေးကဘူးမတိပါမတိနဲ့ကြီးလာရင်ဆင်းရဲသားကြီးလုပ်မယ်ဟာဆိုပြီးတော့ထပြီးတော့ကျုံးသွားတယ်ရှာသမျှအရက်ဖိုးတွေရောက်နေတဲ့ကျွန်တော်နဲ့တော့ဝါသနာသွားတူတာပေါ့နောက်တော့ကျောင်းခန်းထဲကအာကေလေးတကောင်က CJ6 ဆိုတဲ့နောက်ဆုံးပေါ်အယုတ်ကလေးကိုထုတ်ဆော့တယ်မောင်တို့ကကလေးပီပီအယုတ်ကိုကြိုက်ပြီးတော့သွားကြည့်တော့စောင်းငမွဲကောင်ဆိုပြီးဘယ်သူမှအကြည့်မခံဘူးအာကေလေးကကျောင်းမှာဇိုးလူကသာမောင်းမထောင်းတတ်သေးတယ်ကျောင်းမှာတော့ဖိုက်တာလုတ်တက်နေပြီအဲ့မှာကျောင်းထဲကအဝလွန်နေတဲ့ကောင်မလေးကိုအနိုင်ကျင့်တော့မောင်တို့ကဝင်းခဲ့တယ်ကောင်မလေးကိုလွှတ်လိုက်ဆိုပြီးတော့ဖင်ရမှုအာမမခံဆိုသလိုပဲအာဝင်းချောင်လိုက်တာကိစ္စမရှိဘူးဟိုဘွားတော့မှသူ့ကြွေးပြီးတော့အနာမခွာတော့လို့အခုတော့ပြေးနေရပြီအဖေဖြစ်တဲ့သူကအိမ်ပြန်လာရင်အမိုက်ပုံတွေကသုံးလို့ရလောက်မဲ့ပစ္စည်းစုပ်ကလေးကိုကောက်လာတယ်အခုလဲဘန်ဂါလီရဲ့ကောင်းလောက်တယ်ဆိုပြီးမျောလင်းတကြီးနဲ့ဖွင့်ကြည့်လိုက်တယ်ဘန်ဂါလေမထွက်ဖက်မီးတွေထထွက်နေလို့သားဖာနေအောင် depression တွေဝင်ကုန်တယ်ဒါမဲ့မောင်တို့သားဖာတကယ်ကောင်းတယ်အချိုဘွဲအတွက်ပန်းသီးအနာတွေစားရတယ်အပန်းဖြေခြင်းတော့ဘားတွေကလတ်တွေမလို့ပိုးဟတ်တွေကိုဖနှောက်နဲ့လိုက်ပေါက်တယ်လက်စရီလို့မေးပြန်ရင်လည်းခက်နေကြရက်တောင်အစုပ်လေးတစ်ချောင်းရှိတယ်စော်မရှိလဲအေးဆေးဆိုတဲ့ကောင်းလေးတရက်ကျတော့အဖေဖြစ်တဲ့သူကအမိုက်ပုံထဲမှာလှန်လုံးနေတော့အယုတ်တရုတ်တွေ့လာလို့ကောက်လိုက်တယ်မောင်တို့ကလည်းအမိုက်ပုံတွေကကောက်လာတဲ့အယုတ်ကိုနောက်ဆုံးပေါ်အယုတ်ဆိုပြီးကျောင်းမှာပတ်ကြွားတယ်အဲ့မှာအာကေဘဲလေးကအမြင်ကပ်ပုံမှနဲ့သူ့တပည့်ကိုဂိုင်းပေါက်ခိုင်းလိုက်တယ်အိမ်မရောက်တော့အဖေကစူပါလေရောမောင်တို့လည်းစိတ်ညစ်ညစ်နဲ့အယုတ်ကပူတီးကိုဖိချလိုက်တာအယုတ်ကအသက်ဝင်လာတယ်အန်အော်တကြီးနဲ့ပါဇက်ဟောင်းသားဖြစ်နေတာကိုအဖေကသူ့ရှေ့တော်မျက်ခွက်လားပြန်မှာကောင်းလာဟဲ့ဆိုပြီးတော့ဗီဒီယိုတွေကိုပြစ်ထည့်ပလိုက်တယ်တကယ်တမ်းသူ့ဖေကောက်လာတာအယုတ်မဟုတ်ဘဲနဲ့ဂျိုသားလေးဖြစ်နေတာမောင်တို့ကတော့ခွေးပေါက်စားနဲ့တူတွေဟာဆိုပြီးတော့စုပ်ဖွားတော်နာမည်ပေးလိုက်တယ်စုပ်ဖွားလေးကသူ့ရှေ့ဒီပန်းသီးအပုပ်ကိုအကောင်းနိုင်ဖြစ်အောင်ပြန်လုပ်ပြလိုက်တော့မောင်တို့ကအထင်ကြီးသွားတယ်မနေ့ကျတော့စုပ်ဖွားအာကုန်းနဲ့ကြောင်းသွားတော့ဖိုက်တာလို့သွားနေပြီလမ်းကြားရဲ့သူ့ဘာသာနေတဲ့ခွေးနှစ်ကောင်ပလိန်ကြီးရန်သွားစားတယ်မရင်ငါဂျိုသားနဲ့ချမလားဂျိုသားလေးကလည်းခွေးနှစ်ကောင်ပါကိုဂျပန်ရိုက်တွေပြေးရိုက်တယ်စမလို့ဘဲမှာလည်းဂျိုသားအစာခိုးချဖို့မောင်တို့ကိုနီးပညာမြင့်မှန်တလက်ပေးလိုက်တယ်ကာကြီးခါခွေးတောင်အိုင်နှလုံးမဲ့သိတဲ့မောင်တို့မျက်မှန်အာကုန်းနဲ့တရတမတ်တောင်ကောက်ရသွားတယ်ဒါနဲ့လည်းမပြီးသေးဘူးဂျိုသားလေးကအားကစားဖက်နဲ့တရံလုတ်ပေးလိုက်ပြန်ပြီရေကူးပြန်တော့လေဖက်နဲ့ကမော်တာတွေဘာတွေပါကောက်ပွင့်လာတယ်အပြေးလေးချင်းမြန်တော့မြန်လွန်းလို့ဆက်ပါပြတ်သွားတယ်ဘောလုံးကန်မြန်တော့တိုင်မှာကျိုးသွားတယ်တကြောင်လုံးဆုပ်ပြတ်တတ်နေပြီမို့လို့ကျောင်းကရဲပါခေါ်ပြီးတော့ဖမ်းခိုင်းနေရပြီအားကစားဆရာကလည်းတပည့်မိုက်ကိုငါထိန်းရမယ်ဆိုပြီးတော့တိုင်းနေပါလိပြိုင်ပြန်ရောမောင်တို့ကလေဘော်တွေဘာတွေပါကောက်ပြန်လေဘော်ကနေတင်းငက်ကိုကဖနှောက်နဲ့ပေါက်ပြီးတော့နက်လက်ဝါတွေဘာတွေပါကောက်ပြီးတော့သုံးနေတယ်အော်ဘယ်ဟုတ်မလဲလက်ဆသက်တော့မောင်တို့ကအိမ်မက်မက်နေတာအိမ်မက်ကနိုးနိုးချင်းမောင်တို့ကမြောက်အုံးတီးရတယ်လို့ပျော်သွားတယ်အိမ်မက်ထက်အတိုင်းပတ်ကြမ်းမဟေးဆိုပြီးလမ်းထဲကခွေးကိုသွားပြီးတော့စိန်ခေါ်တယ်အိမ်မက်ထက်လို့မဖြစ်တဲ့ပြင်ဟိုကဂျိုသားသူ့ကိုဆွဲဘူးထည့်လိုက်လို့နှစ်ကောင်သားမျောမျောလေးပဲကြံတော့တယ်စမီးပဲဖြေဖို့မျက်မှန်တောင်းမြန်တော့လေဂျိုသားကလက်ပေါ်ချိပဲယူပေးလိုက်လို့တိုင်နေပတ်နေပြီမောင်တို့ကလည်းစိတ်တွေတိုးပြီးတော့အားကစားဖက်နဲ့မပေးရင်တေဖို့သာပြင်ဆိုပြီးရေထဲနစ်ပြီးတော့ချင်းချောက်တယ်ဖက်နဲ့မရတဲ့ပြင်စုပ်ဖွားအီသနက်နဲ့ပြန်ပြစ်နေလို့ကျောင်းကမီးသက်ပိုက်နဲ့လာဆေးလိုက်ရတယ်မောင်တို့လည်းဂျိုသားကိုစိတ်တွေဆိုးပြီးတော့အမိုက်တောင်းထဲမှာပြစ်ထည့်လိုက်တယ်ပြီးမှသူ့အပြစ်သူလောင်ထားရပြီးတော့ဂျိုသားကိုပြန်ရှာတော့မတွေ့တော့ဘူးဘယ်ဟုတ်မလဲဟိုကအိမ်အောင်ပြန်ရောက်နေတာအဖေဖြစ်တဲ့သူကတော့ဂျိုသားမသိပဲနဲ့စုပ်ဖွားကိုအယုတ်ထင်ပြီးတော့ကလိကြည့်တယ်နီးပညာတော်တော်မြင့်တာပဲဆိုပြီးတော့လေဘင်းကိုလိန်ချိုးကြည့်တယ်ဖင်ထဲကိုလက်လိုက်ကြည့်တယ်တစားစီဖြုတ်ပြီးတော့ပြန်တက်ကြည့်အောင်မှလုံနေလို့မောင်တို့ကမနေတားထားတယ်ညရောက်တော့မောင်တို့တို့ထုံးစံအတိုင်းပူပူအိုက်အိုက်နေပဲအိတ်လိုက်ကြရတယ်အိတ်နေတော့စုပ်ဖွားတနာပြီးတော့ပန်းငါကိုအကောင်းနိုင်ပြန်လုပ်ပေးလိုက်တယ်ဒါပေမဲ့စွမ်းအားတွေအများကြီးသုံးလိုက်ရလို့စုပ်ဖွားလေးဖျားသွားရှာတယ်နောက်တစ်နေ့ကျောင်းရောက်တော့အာကေဘဲလေးအုပ်စုကစုပ်ဖွားလေးကိုမြင်ပြီးတော့မနာလိုသွားတယ်အဲ့ဒါနဲ့ပဲပြေးလူပြီးတော့ဖြက်စီးဖို့ကြံတယ်စုပ်ဖွားလေးခင်ဗျားလေးညမှတစားစီဖြုတ်မဲ့လက်ကလွတ်တာမကြသေးဘူးမိုးလင်းတော့လွှားနဲ့ဖြတ်မဲ့ကောင်နဲ့တိုးပြန်ပြီကဘာပေါ်လူဆိုတဲ့ကောင်တွေကဘာကောင်တွေလဲမောင်တို့ကတော့စုပ်ဖွားကိုအထိမခံမဲနဲ့ဝင်းခဲ့တယ်အဲ့မှာဗလာကြီးကမောင်တို့ကိုနောက်တစ်ခါကင်ပေါက်ဖို့အလုပ်မောင်တို့ဆိုဝါတုံးမှလေးရောက်လာတယ်သူ့ခရက်ကိုထိရကောင်းလားဆိုပြီးဝါတုံးမှဗလာကြီးကိုအပီနှွားတယ်ဆရာတန်းစီခိုင်းပြီးအပြစ်ပြီးတော့အာကေလေးကဂျိုသားအကြောင်းဆရာကမပြောလိုက်ဘူးမောင်တို့ကလည်းအာကေလေးကိုကျေးဇူးတင်သွားတယ်အာကေလေးကလည်းပြန်တောင်းမှတော့အဆင်ပြေသွားကြတယ်ဗလာကြီးနဲ့ဝါတုံးမှလည်းဓာတ်တူနန်တူဆေးဘက်ယူနေကြပြီမောင်တို့ကဆမ်မီဘယ်ရက်ဆက်မှာ10မှတ်ပဲရတာကိုသုံးချံတစ်လုံးကွာကိုရေးပြီးတော့အဖေဖြစ်တဲ့သူကိုဂျင်းထည့်ပြီးသွားပေးတယ်သူ့ဖေကတော့အဟုတ်မှတ်ပြီးတော့အလုတ်ရှင်ကိုဘတ်မောက်ကိုသွားပြီးတော့ကြွားပါလေရောကိုဘတ်မလည်းအတုလောက်ထားမှဖော်လိုက်တော့သူ့သားကိုအဲ့လိုပြောရကောင်းလားဆိုပြီးတော့ကိုဘတ်မနဲ့ရန်နေဖြစ်တယ်
ကိုကမှလည်းသူ့ကိုစိတ်ဆိုးပြီးလှုပ်ထုတ်ပလိုက်တယ်နောက်မှတေချာတိပြီးတော့အဖေဖြစ်တဲ့သူကမောင်တို့ကိုအကြီးအကျယ်စိတ်ဆိုးသွားတယ်စုပ်ဖွားလေးကိုလည်းတိတ်ထားလိုက်ပြီးတော့နောက်ကိုစာပဲလုပ်ရမယ်ဆိုပြီးတော့အမိန့်ထုတ်လိုက်တယ်အဲ့ဒါကိုမောင်တို့ကဆန္ဒတွေပြပြီးနောက်တစ်နေ့ကျအကြောင်းကိုထမင်းမစားပဲသွားလိုက်တယ်အဖေဖြစ်တဲ့သူခင်ဗျားလည်းမနေနိုင်မထိုင်နိုင်နဲ့အနောက်ကနေထမင်းကြိုက်လိုက်ပေါ်ရရှာတယ်ဒါပေမဲ့မြင်ညူမဲ့သားလေးရဲ့ကျေးဇူးကြောင့်ကျွန်တော်ကောင်မလေးနဲ့ဆုံပြီးတော့ကျေးဇူးတင်စကားတွေဘာတွေပြောလက်တွေဘာတွေတော့ဆွဲကင်ပလိုက်ပြီးအမေရရဆဆအလုပ်ရောက်တော့အလုပ်ရှင်ကိုပြန်တောင်းပန်ရတယ်ကိုကမှလည်းသူမားပါတယ်လို့ပြန်တောင်းပန်တဲ့အပြင်တားအတွက်ចောင်းစာအုပ်တွေဝယ်ဖို့အံပေါင်းတွေပါထုတ်ပေးလိုက်တယ်ဒါပေမဲ့ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုပဲဘဝကြီးကအဆင်ပြေလာပြီလို့ထင်မိရဲ့အချိန်အပျော်တွေနဲ့အလုံးလုံးနေတဲ့မောင်တို့အဖေအဆီးတန်ဖြစ်ပြီးတော့တိုက်ပေါ်ကနေပြုတ်ကျသွားတယ်ကျွန်တော်ကောင်မလေးနဲ့မောင်တို့ကလည်းဆေးရုံကိုလိုက်သွားလိုက်ရတယ်မောင်တို့ကလည်းခွဲခန်းရှင်မှာသူစူးစမ်းပြီးဖြေလို့62မှတ်ရထားတဲ့ reset စာရွက်လေးကိုကန်ရင်းနဲ့မျက်ရည်အဝိုင်းသားနဲ့အကြာကြီးထိုင်ဆောင်နေရတယ်ဒါပေမဲ့စိတ်မကောင်းစရာတဲ့မှာကြားလိုက်ရတယ်သူ့အဖေဖြစ်တဲ့သူကဆုံးသွားရှာပြီဆရာမလေးကလည်းမောင်တို့ကိုနှစ်သိမ့်ချပြီးမဲ့မောင်တို့ကတော့ဘလို့မှလက်မခံနိုင်ရှာဘူးရှိုက်ကြီးတငင်နဲ့အသေးအတန်ငိုချင်းတွေချပြီးတော့ဆရာမလေးကိုပါတွန်းထုတ်တယ်သူ့အဖေကအိတ်နေတာတဲ့မနဲ့ကြပြန်လာမှာတဲ့ဆရာမလေးကတော့မောင်တို့ရဲ့အဖြစ်ကိုတနာလုံးလို့အခန်းရှိမှာပဲငုံနေရရှာတယ်မောင်တို့ကတော့အဖြစ်မှန်ကိုတိတိကျကျနဲ့လက်မခံနိုင်ရှာဘူးကုန်းကောက်စရာဘာဆိုဘာမှမရှိတဲ့ဘဝထဲမှာချမ်းသာသမျှဒီအဖေပဲရှိတာဟုတ်ဒီဖြစ်ပျက်တွေကိုအစဆုံးမြင်နေရတဲ့ဂျိုသားလေးစုပ်ဖွားကတော့မောင်တို့ကိုအလွန်အင်မတန်တနာသွားတယ်နောက်ဆုံးတော့မောင်တို့ရဲ့အဖေအသက်ကိုရအောင်ကဲဖို့ဆုံးဖြတ်လိုက်တယ်သူ့ရဲ့ရှိသမျှအစွမ်းတွေအကုန်သုံးပြီးတော့မောင်တို့ရဲ့အဖေကိုအသက်ပြန်သွင်းပေးလိုက်တယ်မနက်မိုးလင်းတော့မောင်တို့ကဘေးမှာအေးဆေးလေးလှဲ့အိမ်နေတဲ့သူ့အဖေကိုတွေးလိုက်ရတယ်မောင်တို့ကတော့အပျော်တွေလွန်ပြီးတော့ပြေးဖက်တာပေါ့ဗဇက်ကလည်းသူ့နောက်ကိုလိမ်မာပါတော့မယ်လို့တဖွာဖွာပြောနေရှာတယ်အဖေဖြစ်တဲ့သူကတော့ဘာမှနားမလဲဘူးသူ့သားလေးဘာဖြစ်နေရလဲပေါ့အဲ့ဒီအချိန်မှာစွမ်းရည်နေကုန်ပြီးတော့တကယ်အယုတ်ဖြစ်ပြောင်းသွားတယ်စုပ်ဖွားလေးကိုမြင်လိုက်ရတယ်မောင်တို့တို့သားဖွာစုပ်ဖွားကိုပြန်ခဲ့ဖို့အတွက်မရရအောင်ကြိုးစားကြတယ်အားကုန်နေတယ်လို့ထင်ပြီးတော့အားသွင်းရအောင်လို့ဖင်ထဲကိုတက်ခဲထိုးကြည့်တယ်ဇက်ကားတွေကကြည်ဘူးတဲ့အတိုင်းနှလုံးပြန်ခုန်အောင်လို့ရှော့တိုက်ကြည့်တယ်နောက်ဆုံးကြံရမရတဲ့ဆုံးပလင်းကြီးပါချိတ်ကြည့်တယ်ဒါပေမဲ့စုပ်ဖွားလေးကတော့ဘလို့မှလုံးမလာတော့ဒီလိုနဲ့ပဲအချိန်ကြီးကြာလာတော့မောင်တို့လည်းလိမ်မာသွားပြီးတော့ကျောင်းမှာစာချဘူးလေးဖြစ်နေပြီဝတ်တုံမနဲ့ဗလာကြီးကလည်းနှကန်းပဲချင်းနေမီးမုံလိုက်ကြပြီမောင်တို့အဖေကလည်းဆီယာမာလေးနဲ့လေဘေးလေယူပြီးဖြောင်းနေပြီအချိန်ကြီးကြာသွားပြီမဲ့မောင်တို့ကတော့စုပ်ဖွားလေးကိုတတိယနေတော့မယ်မောင်တို့လည်းမျက်ခင်းပေါ်လှဲပြီးတော့စုပ်ဖွားလေးအကြောင်းကိုတွေးနေတော့ကောင်းကင်ဘုံမှာပကံများပြန်တစ်စင်းကိုမြင်လိုက်ရတယ်ပကံများပြန်ပေါ်ကနေစုပ်ဖွားအပါဝင်ဂျိုသားတွေအုပ်လိုက်ကြီးဆင်းလာကြတယ်မောင်တို့ကလည်းအပျော်ကြီးပျော်ပြီးတော့စုပ်ဖွားလေးစီကိုပြေးသွားရင်ပဲဇလန်းလေးနဲ့အဆုံးသက်သွားပါတယ်ပြီးပြီ